Hadith of Rasulullah sallallahu alaihi wasallam ameshiro mubare atin ne haram tamit hare kaisa ni shaung chin lai ba atin ha lun chi che de ibadat lou de tu phit twa ma phit de ara jaung haram kaisa riya ni shaung me solution ibadat chi che de ibadat lou de tu phit twa ma phit de guna ko shaung bo sura ro lwe ku de kaisa ma hout ba bu guna alun ko ma chou ming ne tu chuming ne yada san ni lu tyaw ko la ta me so tu deoda phit lai me ara jaung di chuming ma le so de guna ko sun lo pho ya twat tu ma in a taku twon a taku lo ap ba le ara jaung me tu ro sin ni na ma twa bo ayi ji ya phit ba le tu ro sin ni ye ani pa ma twa bi ro ne jin tu ro ye sawbat ma ne jin a phin di guna ri ko lwe taku ne sun lo la nai ne ayi chin ni ya la ma phit ba le guna ri ko sun lo bi ro de lo achi niမြို့ဒီရောက်သွားမယ်ဂုဏကိုလွတ်ပြီးတော့သူကပျော်ရွှင်သွားမယ်ဂုဏကိုလွတ်လိုက်ရပါလားဆိုပြီးတော့ပူဆွေးမှုတွေတောကတွေဖြစ်နေမှာမဟုတ်ဘဲနဲ့ဂုဏကိုပျော်ကြီးနဲ့လွတ်နိုင်တဲ့အရေးချင်းတွေစိတ်ဓာတ်တွေရလာမှာဖြစ်ပါတယ်အဇတ်ကဒါနဲ့ပတ်သက်ပြီးတော့လူတယောက်ရဲ့အကြောင်းဥပမာအနေနဲ့တင်ပြပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာယုံဝင်တန်းတယောက်ဖြစ်မယ်သူ့အနေနဲ့ယုံမှာမတမာတဲ့လက်ငွေတစ်ခုယူလာပြီးတော့တတန်းလောက်ရှိတဲ့ရူပီတတန်းရှိတဲ့လက်ငွေယူလာမယ်ယူလာပြီးတော့အိမ်ကိုပျော်ရွှင်မှုနဲ့သူပြန်လာပါတယ်ပြန်လာရင်လည်းလမ်းမှာစဉ်းစားတယ်ငါဒီပတ်စံနဲ့အိမ်ကမိမကိုဟိုဝရှားတွေဝယ်ပေးမယ်အဲ့ဒီတိုင်းမှာအိမ်ကလိုက်ကားတွေကိုအစ်စ်လဲမယ်အိမ်ကိုဆေးပြန်ပြီးတော့တုံမယ်နောက်လက်ဝဲလက်စားတွေဝဲမယ်စသဖြင့်ဒီလိုတွေးတော့ပြီးတော့ပျော်ရွှင်ပြီးတော့လာနေတယ်ဒါပေမဲ့လည်းတိတ်မကြောက်ဘူးသူ့ရဲ့တငယ်ချင်းတယောက်ကရောက်လာပြီးတော့ပြောမယ်ပိုင်းတဲ့ဟိုနားမှာအဂရိလိုက်စားမှုတိုက်ဖြည့်ရေးအဖွဲ့တစ်ခုလာနေတယ်ခင်ဗျားအနေနဲ့တတိထားပါဆိုပြီးတော့ပြောမယ်ဆိုရင်သူချက်ချင်းပဲတတိဝင်လာလိမ့်မယ်အဲ့ဒီပတ်စံတွေမှာအမတ်သားတွေလည်းလှုပ်ထားတယ်ဒီအဖွဲ့နဲ့အတူတူနောက်မှာမီဒီယာသတင်းသမားတွေလည်းလိုက်လာတယ်ဆိုလို့ရှိရင်သူကစဉ်းစားလိမ့်မယ်တဲ့ငါဒီပတ်စံနေနဲ့ဘလို့မှရှောင်လွဲပြီးတော့အပြစ်ကနေကင်းအောင်လုပ်လို့ရမှာမဟုတ်ဘူးငါ့ကိုမကြမတော်မိသွားမယ်မိသွားငါ့ကိုအေးယူမယ်မနေ့ပြန်သတင်းစာကောင်းကြီးပိုင်းမှာလည်းငါရှက်ရစရာကိစ္စတွေနဲ့ငါရဲ့ပုံဟာပါလာမှာဖြစ်တယ်ငါအနေနဲ့တော့ဒီလိုမိသွားမှဆိုရင်ဘဝပြတ်နိုင်တယ်ဆိုပြီးတော့သူအနေနဲ့ချက်ချင်းပဲအဲ့ဒီပတ်စံတတန်းရူပီတတန်းကိုမိန်လာမြောင်းလေးကိုအမြန်ပဲဒီဖွဲ့မလာခင်မှာလွတ်ပြစ်လိုက်မှာဖြစ်ပါတယ်အခုပြောပါနဲ့ဒီဘန်ရဒီပတ်စံနေလွတ်ပြစ်ပြီးတော့စိတ်ညစ်သွားမလားစိတ်တက်တာသွားမလားသူအနေနဲ့ဘယ်လိုပဲမဆိုစိတ်တက်တာသွားမှာဖြစ်ပါတယ်ဘဝပြည့်စရာအဆက်ကွဲစရာတိတ်ခါကြစရာကိစ္စတွေကနေလုံးမြောက်သွားတဲ့ပုံမှာသူအနေနဲ့လုံးဝစိတ်ထဲမှာပေါ့ပါသွားမှာဖြစ်ပါတယ်Rasulullah sallallahu alaihi wasallam na mera nyama jahannam mule twi kwin ya ge de hisab kitab sin sisi ma ajaung ni wu le chano ru ko darin pi ge ba da me le chano ru ami yo po sa bi ro ni ni de nap phin kiyamat ni ma di that po so de khong yong ni ma chano ru jong song ya me yin san ya ma phit ba ai shin ma sisi mi mya khan ya me patsan ni blo halal ni ne sha ge da la haram ni ne sha ge da la matama de ni ne sha ge me so yin di that po bi ro jaw syaကောင်းတဲ့ပြင်းထန်တဲ့အစားအဖြစ်တန်ဒီကြုံဆုံရမှာဖြစ်ပါတယ်အဲဒါကြောင့်ဂုဏရီကိုဆွန့်လွတ်ပြီးတော့နေပါအလွတ်မြတ်ကိုကြောက်ပါသူတော်စင်သူတော်ကောင်းတွေရဲ့ထိုင်ဝိုင်းမှာဆွဲဆွဲမြဲမြဲသွားပြီးတော့ပေါင်းဝင်ပြီးနဘဝရဲ့အေးချမ်းတဲ့တာယာတဲ့လုံခြုံတဲ့ဘဝတွေပိုင်ဆိုင်နိုင်တဲ့တောဖိကလည်းရှင်ချီးမြှင့်ပေးတနာတော်မူပါစေအာမင်